ငိုဟင်းကားကိုအများဆုံးနဲ့လွယ်ကူဆုံးချက်စားကြမယ်ခင်ဗျာလိုအပ်တာတွေကတော့ဒါတွေပဲဖြစ်ပါတယ်ခင်ဗျာရေစိမ်ထားတဲ့ကလေးပဲကိုပြုတ်ပါမယ်စပင်လင်တပြားရိုက်ထားတာကိုထည့်ပါမယ်ပဲရီကြည်မွားတဲ့အထိပြုတ်ပါမယ်ခင်ဗျာပြီးရေစိမ်ထားတဲ့စံလုံးမုတ်ကိုထည့်ပါမယ်ခင်ဗျာစီပူလိုက်စနွင်းထည့်ပါမယ်ခင်ဗျာကြက်သွန်ဖြူနီထည့်ပြီးတော့စီတက်ပါမယ်စပလင်ထည့်ပြီးတော့ကြော်ပါမယ်ခင်ဗျာအယောင်တင်မုတ်ထပ်ထည့်မယ်ပြီးရင်ရွှေညူရောင်တန်းတဲ့အထိကိုစီတက်ပါမယ်ခင်ဗျာပြီးရင်ကြော်ပြီးသားငါးတွေထည့်မယ်ဒီနေရာမှာကြော်ပြီးသားငါးမရှိရင်ငါးတက်တာဦးတွေကငါးတွေကိုထည့်ပြီးတော့စီတက်လို့ရပါတယ်ခင်ဗျာစီတက်ထားတာလေးရသွားပြီဆိုရင်ခုနကတော့ပြုတ်ထားတယ်ဘဲပြုတ်ကြီးကိုထည့်ပါမယ်ခင်ဗျာအပြည့်ကျဲပေါ်မူတည်ပြီးရေထက်ထည့်လို့ရပါတယ်ခင်ဗျာပြီးရင်ကြက်သွန်ဒီထည့်ပါမယ်ပြီးရင်အိုးဝဲကိုထည့်ပါမယ်ခင်ဗျာပေါ်လာပြီဆိုလို့ရှိရင်ငမြရီထည့်မယ်အရာသာမှုထည့်မယ်ပြီးရင်စားလို့ရပါပြီခင်ဗျာစားကြပါဦး